အားလုံးပဲမင်္ဂလာပါဗျထလင်းကို Audio Book Channel ကနေအားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ဒဇင်စတိုးဆိုင်ရှိလေးမှာဓာကိုထိုးရက်ပြီးတော့ဆရာလောက်အောင်တို့အားလုံးအပြင်ကပဲစောင့်နေကြပါသူတို့ဘက်ကတုတ်ပြန်မှုကျမ်းမာတာတုတ်ပြန်ကြပါဟုတ်ကဲ့ဘိုးကြီးဝီဒဇင်ကိုကျွန်တော်ခေါ်လာခဲ့မယ်ဘိုးကြီးစင်ရင်တိုင်းလိုအပ်တာတွေကိုညွှန်ကြားခဲ့ပြီးတော့ဒဇင်စတိုးဆိုင်ထဲတို့ဝင်လာခဲ့တယ်ဆိုင်ထဲကိုရောက်တော့အရင်ကဆိုင်မှာ9ယောက်ရှိနေပြီမဲ့အခု4ယောက်သာတွေ့နေရတယ်ဆရာဘာများကြည့်ရင်လဲကြည့်ပါမင်းတို့မမလေးကိုတွေ့ကျင်တယ်ရှင်ဟိုမမလေးဘိုးကြီးစင်ရင်နိုင်အခန်းဆောင်လာခဲ့ပါအယောင်ကောင်မလေးစကားမဆုံးခင်မှာဝီဒဇင်ထွက်လာပြီးခေါ်လိုက်တော့ကြောင့်ဘိုးကြီးစင်ရင်နိုင်နောက်မှလိုက်ပြီးတော့ဝင်လိုက်တယ်အခန်းကြီးဆိုဖာမှာဝင်ထိုင်နေတာနဲ့တခုခုသုံးဆောင်မလားဘိုးကြီးနေပါစေဝိဒဇင်ကိစ္စလေးရှိလို့လာခဲ့တာပါဘာကိစ္စများလဲအော်မဝိဒဇင်ကျွန်တော်တို့နဲ့လိုက်ခဲ့စီခြင်းနဲ့ကျမောက်ဖမ်းတာလားမဟုတ်ပါဘူးဗျာခေါ်ယူစစ်ဆေးတာပါဘာမှုနဲ့လဲရှင်ဘက်ကထောက်လိုင်းအရာရှိဆိုတဲ့အချိန်နဲ့ဖမ်းတာဆိုရင်တော့ sorry ပဲနော်အပြင်မှာသက်ဆိုင်ရာတာဝန်ရှိသူတွေပါပါတယ်မင်းရဲ့ဂုံတိတ်ခါကိုငေပြီးတော့ငါတယောက်တည်းဝင်လာခဲ့တာရှာဖွေပုံစံနဲ့ဖမ်းရပါတယ်ကောင်းပြီလေလိုက်ခဲ့တာပေါ့တခုတော့မေးခြင်းတယ်ဟုတ်ကဲ့မင်းနိုင်ပါတယ်ရှင်တို့ကျမကိုဘာမှုနဲ့ဖမ်းတာလဲလူတက်မှုလူတက်နှုတ်ပိတ်ဖို့ကြံစည်မှုတကယ်အကြီးစရာကောင်းနေပြီရှင်တို့ရာခံဘိုးဇနီးပြောတဲ့စကားနဲ့ဖမ်းပါလားဒါကတော့အရှင်းကြီးပဲနော်ကျမဆိုင်ကခလေးမတို့ကူညီပေးတာလေဘာသာအောင်ကသူ့အကိုဆိုလို့လုပ်ပြီးလိုက်တာဒါပြစ်မှုကြီးမှမဟုတ်တာမင်းဘာတွေကျွလွန်ထားလဲဆိုတာရောက်တော့သိရမှာပါကျမလိုက်ခဲ့မယ်ဒါပေမဲ့ကျမရှိနေကိုတော့အကြောင်းကြားခွင့်ပြုပါခွင့်ပြုပါတယ်ဝီဒဇင်သူ့ရှေ့မှာရှီနေထန်သို့ဖုံးဆက်ပြီးတော့အကြောင်းကြားနေတယ်မင်းကိစ္စတွေပြီးပြီဆိုရင်တွားကြရအောင်သူအပေါ်မှာနှွေးတဲ့အင်ဂျီကိုထက်ဝစ်ပြီးတော့ရှေ့ကနေထွက်လာခဲ့တယ်သူဆိုင်မှာမိန်းကလေးတွေကိုမှားနေတယ်မဝီဒဇင်ပြောပါဘို့အခုချိန်ကစပြီးတော့ဒဇင်စတိုးဆိုင်ကိုယာယီပိတ်ပြီးရှာဖွေမှုတွေကိုပြုလုပ်တယ်လို့ဒီမိန်းကလေးတွေကိုလည်းစင်မေးဖို့ခေါ်သွားမှာပါဘာရှင်တို့ဘက်ကတိတ်ကိုလွန်နေပြီထင်တယ်ကိုလုံးတဲ့အလုပ်ကိုတော့တာဝန်ယူရမယ်နော်စိတ်ချပါဝိဒဇင်အခုကိစ္စတွေအတွက်ပခုံးပေါ်တာအပွင့်တွေနဲ့ထပ်ပြီးတော့တာဝန်ယူပါတယ်စင်ငိမ့်နိုင်အပြင်မှာရှိနေတဲ့ဆရာလောက်အောင်တို့ကိုဆက်သွယ်လိုက်ပြီးရဲမေများနဲ့တူဒဇင်စတိုးဆိုင်မှာမိန်းကလေးများကိုခေါ်ဆောင်သွားကြပြီးတော့ဝိဒဇင်ကိုတော့စင်ငိမ့်နိုင်တို့ကားနဲ့ခေါ်ဆောင်လာတယ်ဝိဒဇင်ရှင်ဘာပြောချင်လဲပြောပါခင်ဗျားကိုကျုပ်တို့နေဆက်ဂိတ်မှာဖမ်းမိထားတော့မတိသေးဘူးထင်တယ်ဟမ်စင်ငိမ့်နိုင်စကားကိုဝိဒဇင်တကယ်ပဲအံ့အားသင့်သွားရတယ်ခင်ဗျားကိုတရုတ်ပြည်ဘက်ကိုခြေရာဖြောက်နိုင်ခဲ့တယ်ဒါကိုစင်ငိမ့်နိုင်ဘက်မှအာကျင်ဖမ်းမိလိုက်တာကိုမယုံနိုင်အောင်ပင်ဖြစ်သွားတယ်ဝီဒဇင်အထွေးထဲမှာစင်ငိမ့်နိုင်ပရိရဆင်ပြီးတော့ပြောတယ်လို့တွေးမိလိုက်တယ်အော်ဟုတ်လားဘာမှုနဲ့ဖမ်းရလဲခင်နောင်းကိုဖမ်းတဲ့အမှုနဲ့ဝိဒဇင်ကိုဖမ်းတဲ့အမှုကအတူတူပါပဲရှင်လုံးဝမပတ်သက်ဘူးနော်ရှင်တို့လိုချင်တဲ့ပုံစံကိုဆွဲသွင်းဖို့မလုပ်ကြနဲ့စိတ်လေးကိုလျှော့လိုက်ပါမင်းဘာတွေလုပ်ခဲ့တယ်ဆိုတာမင်းကိုမင်းသိနေမှာပါခိုင်လုံးတဲ့သက်သေမရှိဘဲနဲ့မင်းကိုမဖမ်းဘူးရှင်တို့ကဘာသက်သေတွေရှိလို့လဲမင်းပေးလိုက်တဲ့ secret ဘူးလေခင်နော်ဒီတော့ဆိုရင်တော့မင်းသဘောပေါက်မှာပါဒီ secret ဟာအဆင့်မြင့်ဆုံးအစိတ်ပညာကိုသုံးပြီးတော့စီစဉ်ထားတာဒီလိုအစိတ်နဲ့ကျုပ်တငယ်ချင်းကိုမင်းတက်ခဲ့တာပဲမဟုတ်လားဝီဒဇင်တို့ဖျားစီမှာစကားတန်တွေထပ်ပြီးတော့ထွက်ပေါ်လာခြင်းမရှိတော့ပေဒိတ်စိန်နေခြင်းကဝန်ခံခြင်းပဲဖြစ်တယ်
စင်ကြီးနိုင်ရဲ့ဖမ်းဆီးမှုတဲကနေလွတ်မြောက်နိုင်ဖို့မလွယ်ကူတော့ဘူးဆိုတာကိုလည်းကောင်းကောင်းသဘောပေါက်လိုက်တော့တယ်ဗိုလ်ကြီးစင်ကြီးနိုင်တဲ့ဖုံးလာတာကြောင့်နားထောင်လိုက်တယ်ဒဇင်စရိုးမှာကြံခဲ့တဲ့ဆရာကြီးကိုကြီးမှဖုံးဆက်နေရင်းဖြစ်တယ်ဟယ်လိုဆရာကိုကြီးပြောပါကောင်းပါပြီဆရာကြီးတွေးရှိတာတွေကိုခန်းခိုင်လုံးနဲ့အထောက်ထားယူထားပါဆောင်ရွက်ဆရာရှိတာတွေကိုဆက်လက်ဆောင်ရွက်ပါဗိုလ်ကြီးစင်ကြီးနိုင်ဖုံးပိတ်လိုက်ပြီးတော့ဝီဒဇင်မျက်နှာလေးကိုလှမ်းကြည့်လိုက်တယ်မင်းအတွက်စိတ်မကောင်းစရာသတင်းတစ်ခုကဝင်လာတယ်ဝီဒဇင်မျက်လုံးလေးဝမျက်လုံးဝိုင်းလေးဖြင့်မျက်တော်မခတ်ဖဲနဲ့ကြည့်နေတယ်မင်းစတိုးဆိုင်ရဲ့လှုပ်ရဲ့အခန်းတစ်ခုကိုရှာတွေ့ခဲ့ပြီဘာမင်းပါဝင်၃ယောက်ပဲတိတဲ့အခန်းကိုရှာဖွေတွေ့ခဲ့လို့အံ့ဩနေလားခင်နှောင်းစီမှာလှုပ်ရဲ့အခန်းကိုတိနိုင်စရာမရှိဘူးဆိုတာဝီဒဇင်ကောင်းဘာကြောင့်လဲဆိုတော့ခင်နှောင်းထိုလှုပ်ရဲ့အခန်းကိုဘယ်နည်းနဲ့မှမတိနိုင်သလိုဆိုင်မှာရှိနေကြသူတွေလည်းမတိနိုင်ပြီတိနိုင်တဲ့၃ယောက်ထဲမှာတစ်ယောက်တစ္ဆာဖောက်မှသာတိနိုင်မှာဖြစ်မည်ဟုဝိဒဇင်ယုံကြည်တယ်တည်ထားတဲ့၃ယောက်ဟာဘယ်နည်းနဲ့မှတစ္ဆာဖောက်မဲ့သူတွေမဟုတ်ပေသူတို့ကဝိဒဇင်ရဲ့ခေါင်းဆောင်တွေပင်ဖြစ်တယ်တကယ်ကိုမယုံကြည်နိုင်တဲ့ကိစ္စပင်ဖြစ်တယ်ပါတယ်စဉ်းစားရကြသွားပြီလားဝိဒဇင်တည်ထားတဲ့ထဲကဖောက်ထတာတော့မဟုတ်ပါဘူးမင်းကိုယ်တိုင်ဖော်ထုတ်လိုက်ရပါရှင်ဟုတ်တယ်မင်းစီကိုငါရောက်လာတော့ကတတိထားမိတာပါအခန်းမရဲ့နောက်မှာလှုပ်အခန်းရှိတယ်ဒီအခန်းကိုတော့အားလုံးသိထားတဲ့အခန်းပါအဲ့ဒီအခန်းထဲကနေ CCTV ကင်မရာတွေကလှုပ်ရှားမှုတွေကိုကြည့်နေမယ်ဆိုတာငါသိပါတယ်ဟမ်ဆိုင်မှာ CCTV ကင်မရာတွေထားတာကိုရှင်ခင်အောင်ပြောတာလားဝိဒဇင်စုံတော့တယောက်တွေဒီလောက်ကိစ္စကအေးစိလေးပါနေရာမှာကတ်ထားတဲ့လှပန်းအိုးတွေမှာကင်မရာတထားရဆိုတာမင်းဆိုင်ကိုရောက်တဲ့ကတီးထားတာပါငါအဲ့လောက်မညံ့ပါဘူးဒါပေမဲ့ဒီထက်အရေးကြီးတဲ့နေရာကိုပဲအဓိကထားပြီးတော့စုံစမ်းခဲ့တာတိုက်ဆိုင်ပါပဲအခန်းကဖျားစင်ဘော်ကတီးဘက်ဗုဒ္ဓရုပ်ဘွားတော်လေးကိုတတိထားမိလိုက်တယ်စိတ်ထဲမှာလည်းမတင်ကားသလိုဖြစ်တာနဲ့ဖျားဘူးသလိုနဲ့ကပ်ပြီးကြည့်တော့လှုပ်ရခလုတ်တစ်ခုအသွင်ပေါ်နေတာကိုပေါက်တွေ့ခဲ့ရတယ်ဒါကြောင့်အခုတော့တီးဘက်ဗုဒ္ဓရုပ်ဘွားတော်လေးကနေမင်းရဲ့လှုပ်ရအခန်းကိုဖွင့်လို့ရသွားခဲ့တာပဲရှင်သိပြီးတော်ပါတယ်ဒီအခန်းထဲမှာအစင်းမြင့်အစိတ်တွေကိုပြုလုပ်ထားတဲ့ဓာတုဗေဒပစ္စည်းတွေအစုံလေတွေ့ခဲ့တယ်လို့သတင်းရောက်လာပါပြီလက်ခွဲခန်းကနေအဖြေထွက်ရင်တော့မင်းရဲ့တပ်ဖြတ်မှုတွေကိုဖော်ထုတ်ရပြီမင်းရှင်နေတဲ့ညင်းချင်မယ်ဆိုရင်လည်းညင်းလို့ရပါတယ်ကျမမညင်းပါဘူးရှင်တငယ်ချင်းဗိုလ်ကြီးစော်ထိုက်ကိုလည်းသူ့အကြိုက်ဆုံးရေဝင်းနဲ့တက်ခဲ့တာပါပြီးတော့ရှင်တို့ဖမ်းထားတဲ့ဘာတက်အောင်ကိုကျမနှုတ်ပိတ်ဖို့လဲသူအကြိုက်ဆုံး secret ကိုခင်နှောင်းနဲ့ပေးခိုင်းခဲ့တာပါမင်းနဲ့ဇော်ရိုက်ကြားမှာဘာရန်ညိုးမှမရှိဘဲနဲ့တက်တာတော့မဖြစ်နိုင်ဘူးဟုတ်တယ်ဇော်ထိုက်ကိုကျမရန်ညိုးကြောင့်တက်ခဲ့တာပါကျမမောင်လေးကိုမူရီစေဝါမှုနဲ့ဖမ်းခဲ့တာကိုဆွေးနွေးလို့မရလို့တက်ခဲ့တာပါတေးသေးချာချာစဉ်းစားပြီးတော့မှပြောပါဝိသတင်ကျမဘာလို့စဉ်းစားရမှာလဲဘိုးကြီးစော်ထိုက်ကိုတက်ခဲ့တာလို့ဝန်ခံပြီးပြီပဲမင်းဝန်ခံချက်ရမပြေဆုံးဘူးထားလိုက်ပါတော့လေနောက်ဆက်တွဲတွေကိုနောက်မှဆက်ပြီးပြောကြတာပေါ့ဒီနေ့တော့ဒီလောက်ပဲစကားပြောကြမယ်စင်ကြီးနိုင်ကသူတည်တင်တာကိုတည်ပြီးပြီဖြစ်၍ဝီဒဇင်ကိုဆက်မင်းမြတ်ရန်မင်းမြတ်မှုကိုအဆုံးသတ်လိုက်တယ်စင်ကြီးနိုင်အပြင်ကိုထွက်လိုက်တာနဲ့ရဲမင်းနှုတ်ဝင်လာပြီးဝီဒဇင်ကိုခေါ်ဆောင်သွားပါတော့တယ်ထောက်လန်းရေးတပ်ဖွဲ့ရုံးကနေထောင်သို့ခေါ်ဆောင်ရမှာဖြစ်တယ်စင်ကြီးနိုင်ထောင်ကိုပို့ဆောင်ရမယ့်ကားနားသို့အတူလိုက်ခဲ့တယ်စိတ်မကောင်းပါဘူးဒါပေမဲ့မင်းအတွက်အခွင့်အရေးတစ်ခုတော့ရှိနေပါတယ်ကျမစီကဘာမှထပ်ပြီးတော့ရှင်သိခွင့်မရှိတော့ပါဘူးငါကတော့မင်းစီကနောက်တဲ့စကားတွေကိုကြားခွင့်ရအောင်မယ်လို့ယုံကြည်နေတယ်အင်းလေရှင်ဘက်ကဘယ်လောက်ထိစွမ်းဆောင်နိုင်မလဲဆိုတာကိုစောင့်ကြည့်ရအောင်မှာပေါ့တခုတော့နောက်ဆုံးပြောခဲ့ပါမယ်ရှင်ဟာတကယ်ကိုတော်တဲ့ဆုံတော်တယောက်ပါကျေးဇူးတင်ပါတယ်ဗျာဗိုလ်ကြီးစင်ရင်နိုင်ကိုယ်တိုင်ကားတကားကိုပိတ်ပြီးလိုက်တယ်
ဆရာလောက်အမိန့်ရှိပါဗိုလ်ကြီးလုံခြုံရေးကိုအထူးဂရုစိုက်သွားပါစိတ်ချပါဗိုလ်ကြီးလမ်းကြောင်းတွေကိုတင်းကျပ်ထားပါတယ်သူတို့အင်အားစုတွေကတိတ်ကိုကြောက်စရာကောင်းတယ်ကိုယ့်ဘက်ကတစ်ချက်လေးလိဟာသွားတာနဲ့အသက်ကိုယ်တော်နှုတ်ယူနိုင်တယ်ဟုတ်ကဲ့ဗိုလ်ကြီးညနေခင်းမီကန်တပေလမ်းမထက်မှာခွေးတကောင်နေလူနှစ်ယောက်ဝင်းလူနေလုံးကြီးကိုငေးကြည့်ရင်းနဲ့မြေပက်စီမှာတိုးဝေတိုက်ခတ်လာတဲ့လင်းနူအေးတွေကိုရှူရှိုက်နေမိကြတယ်တော်တော်လေးတော့တက်တာသွားပါပြီဒါခင်ဗျာတို့အိမ်ရဲ့ကျေးဇူးပဲဆိုရမှာပေါ့ထားလိုက်ပါတော့လေတခုထူးဆန်းတာတော့ရှိတယ်ဘာများလဲဒီခွေးနဲ့လေးဟာအသက်တော်တော်ကိုပြင်းတယ်တေချင်းတရားကိုအားရင်အပြင်းနဲ့ရင်ဆိုင်ခဲ့တာမင်းဆိုတာကလူတွေလိုပြောရင်တော့စိတ်ကိုမလျှော့ရဘူးလေသူမသိချင်းသေးဘူးလို့ဆိုလိုတာပေါ့ဟုတ်တယ်သူအသက်ရှင်သေးတယ်စိတ်ကူးတာပေးတာကိုအရင်နားလည်နေသလိုပဲကျမလည်းတိရစ္ဆာန်တော်တော်များများကိုစိတ်ကူးပေးခဲ့ဘူးပါတယ်ဒါပေမဲ့ခွေးတွေနဲ့ပတ်သက်ပြီးတော့တော်တော်ကိုလေ့လာမိတယ်ဒီခွေးမှာထူးခြားတဲ့အချက်တွေကိုတွေ့ရတယ်ကျွန်တော်လည်းခွေးနဲ့ပတ်သက်ပြီးတော့စစ်တပ်ခွေးလေ့ကျင့်ရေးစခန်းမှာနေခဲ့ဘူးတော့တိတင်တလောက်လေ့လာမိတော့ရှိပါတယ်ခင်ဗျာတို့အိမ်တော့ပြေဆုံးမှာမဟုတ်ပါဘူးဒီခွေးလေးနဲ့ပတ်သက်ပြီးထူးခြားတာဘာကိုတွေ့လိုက်လို့မိလို့လဲဒီခွေးနဲ့လေးရဲ့မျက်လုံးဟာအရန်ကိုထူးခြားတယ်မျက်လုံးမျိုးတွေဟာအရန်အညှိုးကြီးတက်တဲ့မျက်လုံးမျိုးတွေဒါဆိုရင်ခင်ဗျာတို့အိမ်ပြောတဲ့ဒီခွေးလေးရဲ့မျက်လုံးကြောင့်သူ့ကိုကျွန်တော်ကဲခဲ့တာပဲဆိုရမှာပေါ့သူ့ရဲ့အိမ်ထဲမှာတေးရန်ဆက်ဆက်ဖြစ်နေတာတောင်ယုံထားဖို့စ조사နေတဲ့သူ့မျက်လုံးတွေကအရန်ကိုတောက်ပနေခဲ့တာမြစ်လေကအရန်ကိုအေးလာသလိုပဲနော်ဟုတ်တယ်အေးဆက်လာပြီခင်ဗျာတို့အိမ်ကအပေါ်အင်ကြီးမွေးထားတာဆိုတော့ပို့ပြီးတော့ချမ်းနေမှာပေါ့သွားရအောင်လေတနက်တရာရထားတဲ့ခွေးလေးရဲ့ကျမ်းမာရေးအတွက်ခင်ဗျာတို့အိမ်ညက်နေတိုင်းခွေးနယ်လေးနဲ့အတူမြေကမ်းနှပေးမှာလမ်းထွက်ပြီးတော့ရှောက်နေကြဒီနေ့တော့စင်ငိမ့်နိုင်အချိန်ရတာမို့အတူတူမြေကမ်းနှပေးကိုလမ်းလျှောက်ထွက်ခဲ့ခြင်းဖြစ်တယ်တခါလေးပြန်ပါလားဘိုးကြီးရောကျွန်တော်ကဒီနေ့ဂျူတီအားပါတယ်မြို့ထဲမှာတခုသွားပြီးတော့စားကြမလားလို့ကောင်းတာပေါ့ရှင်ခင်ဗျာတို့ကျွန်တော်ဘိုးကြီးကိုခေါ်မယ်စားစင်ငိမ့်နိုင်လို့ခေါ်ပါလားဗျာခွင့်ပြုမယ်ဆိုရင်ခေါ်ပေးရမှာပေါ့ရှင်ကိုစင်ငိမ့်နိုင်ပြောလေကိုစင်ငိမ့်နိုင်မှာတခြားငွေနာမည်မရှိဘူးလားရှိဘူးတယ်မောင်လို့ခေါ်တယ်ထိုနာမည်လေးကိုခင်ဗျာတို့အိမ်နှလုံးသားထဲမှာတည်ထားခဲ့တဲ့နာမည်လေးတစ်ခုပင်ဖြစ်တယ်ဒါနဲ့မိဘတွေရှိသေးလားယင်ဆက်စုတာတော့မဟုတ်ဘူးနော်ရပါတယ်ဗျာတယောက်နဲ့တယောက်ရင်းနှီးချင်းတွေထဲမှာတိတင်တိထိုက်တဲ့ဘွာလေးတွေပပါတယ်မိဘနှစ်ပါးကတော့မရှိကြတော့ပါဘူးကျွန်တော်10တန်းနှစ်မှာပဲဆုံးမသွားတယ်ဖေဖေကတော့တိုက်ပွဲတစ်ခုမှကြာသွားတယ်မေမေကတော့ကျမ်းမာရေးကြောင့်ဆုံးမသွားတယ်ဒါဆိုရင်ကိုစင်ရင်နိုင်ဖခင်ကတက်မတော်တာပေါ့ဟုတ်ပါတယ်ဖေဖေဆုံးတော့ဘုံမူကြီးအစ်စ်နဲ့လေမွေးချင်းကတော့မရှိပါဘူးတယောက်တည်းမွေးခဲ့တာ10တန်းအောင်ပြီးစစ်ထဲဝင်ခဲ့တယ်ပြီးတော့ထောက်လန်းရေးတက်ကိုရောက်ခဲ့တာပဲဘာမှသိပြီးတော့မှတ်သားစာမရှိပါဘူးစင်ရင်နိုင်တစ်ခုခုကိုဖုံးကွယ်လိုက်ရဆိုတာကိုသဘောပေါက်လိုက်မိတယ်ဘာကြောင့်အတိတ်တစ်ခုကအမှတ်တရတွေကိုမေးပြလိုက်ရဲဆိုတာတော့မပြောတတ်တော့ဘူးဘိုးဆိုင်လေးကလူလဲတက်နေစားတော့ရတာလည်းအဆင်ပြေတယ်ဘယ်လိုသဘောရလဲခင်မင်းတို့ကျမလည်းဒီဆိုင်လေးကိုအရင်သဘောကျပါတယ်ဒါဆိုရင်ဝင်ကြရအောင်ခွေးနယ်လေးမှာကျိုးဆက်ခေါ်လာစရာမလိုအောင်ပင်လိမ်မာလာပါတယ်သူတို့ရှိကဝင်ခွေးလေးကနောက်ကလိုက်ပြီးတော့ဝင်လာခဲ့တယ်ဆိုင်ထဲမှာစပွဲ9ဝိုင်းလောက်ပဲရှိပြီးတော့တိတ်ဆိတ်အေးချမ်းနေတယ်တောက်တယ်ရင်မနော်ကျမကိုအာမနာနဲ့တောက်တက်တာတော့တောက်တက်ပါတယ်ကြိုက်တော့မကြိုက်ဘူးစားဖို့တာလေးဗျာစားကြပဲမှားကြတာပေါ့နှစ်ယောက်သားစားကျင်တာတွေကိုမှားပြီးတော့စကားသံတွေကခဏမျှတိတ်ဆိတ်သွားတယ်ခင်ဗျာတို့အိမ်ရင်ထဲမှာပြောချင်တဲ့စကားတွေ
မေးချင်တဲ့စကားတွေကပြေးတင်းနေပြီမဲ့ခင်ဗျားတို့ရောမိဘတွေရှိသေးလားမရှိတော့ပါဘူးရှင်ကျမစိတ်နေသမီးရွယ်မှာအသက်ခံခဲ့ရတယ်ဟာကြားရတာစိတ်မကောင်းပါဘူးဗျာဘယ်သူဘဝတက်တယ်ဆိုတာတော့ကျမကိုယ်တိုင်မတွေးခဲ့ပါဘူးတွေးတဲ့သူတွေပြောတာတော့တပုံတစ်ဖွဲ့တစ်ခုကတက်ပြက်သွားကြတာသူတို့တစ်ထက်မှာတနက်ကင်ထားပြီဆိုရင်အာနာရှင်ကြီးတွေလိုတက်ချင်တိုင်းတက်ခဲ့ကြတော့ကျမတို့ပြည်သူတွေအတွက်တပုံတွေရဲ့လုံသမျှကိုရင်စည်းခံပြီးဘဝကိုဖျက်ဆီးခဲ့ကြရတာပါစစ်ဘေးဒုက္ခတဲ့ဘဝနဲ့ပြေးလွှားခဲ့ရတဲ့နေ့ရက်တွေကိုပြန်ပြီးတော့မတွေးချင်ပါဘူးအခုမင်းဖေဆိုတာကရောအော်အဲ့ဒါကျမကိုလေယိုမာတစုရဲ့လက်ကနေခေါ်ယူပြီးတော့မွေးစားခဲ့တာပါအော်အဲ့ဒီလိုကိုခန်းစားချက်တွေရောရှက်ပါဝင်လာတော့ခင်မြန်တို့အိမ်ကိုပြန်ပြီးတော့ခန်းစားမှုတွေမဖြစ်စေချင်တာကြောင့်စကားလမ်းကြောင်းပြောင်းဖို့စီစဉ်လိုက်တယ်ထိုအချိန်မှာခွေးနဲ့ကလေးဟောင်းတန်းနေတူဆိုင်မီဘက်ကိုပြေးထွက်သွားတော့ကြောင့်စင်ရင်တိုင်းခင်မြန်တို့အိမ်ကိုထားခဲ့ပြီးတော့အပြင်ကိုထွက်ပြီးလိုက်လာတယ်။နဲ့ကျော်ခွေးနဲ့လေးကိုလှမ်းပြီးတော့ခေါ်ခဲ့ပေမဲ့မရပြီ။ကားတစ်စီးနောက်ကိုပြေးလိုက်နေတယ်။စင်ရင်တိုင်းနောက်ကနေပြေးလိုက်ပေမဲ့မမီနိုင်တော့ကြောင့်ရက်နေလိုက်တယ်။ကိုစင်ရင်တိုင်းဘာဖြစ်လာလဲ။နဲ့ကျော်ရောဘာဖြစ်လဲဆိုတာတော့မပြောတတ်ဘူး။နဲ့ကျော်တော့ကားတစ်စီးနောက်ကိုပြေးပြီးတော့လိုက်သွားတယ်။ဒါထူးခြားတယ်ထူးခြားတာတဲ့နဲ့ကျော်အန်ဒီရရှိနိုင်တယ်ရှင်ဒါဆိုရင်ဘယ်လိုလုပ်မလဲခင်ဗျားတို့ရေသွားကြမယ်ဘယ်လိုလဲရှင်အော်နဲ့ကျော်လိုက်သွားတဲ့လမ်းကြောင်းကိုခြေရာခံပြီးတော့လိုက်မှဖြစ်မယ်ရထားတဲ့ကားစီကိုခက်တလေးပြန်လာကြပြီးတော့နဲ့ကျော်နောက်ကိုလိုက်ခဲ့ကြတော့တယ်နေရာတော်တော်များများကိုလိုက်လံရှာဖွေပေးမဲ့အရေးအယောင်ပြီးမတွေ့ရတော့ကြောင့်နဲ့ကျော်အတွက်စိုးရင်စရာအခြေအနေတို့ရောက်နေခဲ့ကြတယ်သူလိုက်သွားတဲ့သူဟာသူ့တခင်နဲ့ပတ်သက်နေမှထင်တယ်တေချာတော့ပဲရှေ့ဆက်မောင်းရင်ဘယ်ကိုရောက်နိုင်လဲခင်ဗျားတို့ရေရှေ့ဆက်မောင်းရင်တော့အင်္ဂလိပ်ခေတ်ကစစ်တင်ချိုင်းတစ်ခုရောက်မယ်ဟုတ်တယ်အဲ့ဒီကိုပဲသွားကြည့်ကြမယ်နောက်ဆုံးမျော်လင့်ချက်နဲ့တူအင်္ဂလိပ်စစ်သည်ချိုင်းဟောင်းစီကိုမောင်းဝင်လာခဲ့ကြတယ်။ကိုစင်ရင်နိုင်ဘာဖြစ်လို့လဲ။တနက်တန်လိုခွေးအောင်တန်လိုကြားနေရတယ်။ဟုတ်တယ်ဒီခွေးအောင်တန်ဟာနဲ့ကျော်ဖြစ်နိုင်တယ်။ကားကိုဆက်ပြီးမမောင်းတော့ဘဲနဲ့ရက်ထားလိုက်ကခြေရင်လျှောက်လာခဲ့ကြတယ်။တနက်တန်ကြောင့်စင်ငိမ့်နိုင်တဲ့ခင်မြန်တို့အိမ်တို့နှစ်ယောက်ဘေးမှာရှိတဲ့ဒါယာဟောင်းပုံကြီးဘေးနားသို့ကပ်ပြီးတော့နေလိုက်ကြတယ်စင်ငိမ့်နိုင်တနက်ကိုအသိအနေထားပြင်ဆင်ထားလိုက်ပြီးတော့အခြေအနေကိုစောင့်ကြည့်နေလိုက်တယ်ဟိုမှာနဲ့ကျော်နောက်ကိုတနက်သမားနှစ်ယောက်ပြေးလိုက်နေတာကိုတွေးလိုက်ရတယ်နဲ့ကျော်မှာစင်ငိမ့်နိုင်တို့ရှိတဲ့နေရာစီကိုအပြေးကလေးလာနေတာကြောင့်နဲ့ကျော်ဒီလိုလားနဲ့ကျော်ကရိုနာကိုအပြေးလေးရောက်လာတာနဲ့ခင်ဗျားတို့အိမ်ဒီနေရာကိုခွဲပြီးရှင်းမှာဖြစ်မယ်ကျမတယောက်ကိုတာဝန်ယူမယ်ဖြစ်ပါမလားဖြစ်ပါတယ်စောင့်ကြည့်နေလိုက်ပါနှစ်ဦးသားတစ်ဖက်စီကိုခွဲထွက်လိုက်ပြီးတော့နောက်မှလိုက်ရတဲ့လူနှစ်ယောက်ကိုအတင်းစောင့်နေလိုက်တယ်နဲ့ကျော်မှာတစ်ဖက်ရန်သူကိုမြင်သာအောင်အယောင်ပြလိုက်တော့ကြောင့်ဟိုမှာခွေးစုပ်တေဖို့တာပြင်နေကျော်ကိုမဲပြီးလိုက်ရတဲ့နှစ်ယောက်ထဲမှာတယောက်ကတော့ဗိုလ်ကြီးစင်ရင်နိုင်လက်ချက်ဖြင့်ခွေးကြသွားချိန်မှာနောက်တစ်ယောက်မှာသူ့ကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုက်တာနဲ့ခင်မြန်တို့အင်ကအတင်းတွေးတဲ့ဒုတ်ပိုင်းနှိရိုက်ချလိုက်တော့ကြောင့်နှစ်ယောက်လုံးမှောက်သွားတော့မှဘေးမှာတိုင်နေတွဲပြီးတော့လက်ထိတ်ခတ်ထားလိုက်ရတယ်ဟိုခွေးလိုက်တဲ့နှစ်ကောင်ဘယ်ရောက်သွားပြီလဲမသိဘူးဒီခွေးတော်မတတ်နိုင်တဲ့ကောင်လေးဘာမှဆောက်သုံးမကြောက်အသားနီးဆက်ဆက်တရုတ်မျက်နှာနေလူတယောက်ဒေါသမျက်နှာနေတွေးလိုက်ရတယ်သူ့လက်ထက်မှာတနက်ကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားပြီးတော့နဲ့ကြော်ကိုတဲကြီးမဲကြီးပင်ရှာနေပါတော့တယ်
ခွေးစုပ်မင်းတေးစမ်းကွာထိုလူလှမ်းပြီးပြစ်လိုက်တဲ့တနက်ကြီးစမ်းမှာနက်ကျော်ကိုပုတ်ကာတီကာလေးထွက်သွားတယ်နက်ကျော်ကတဲကြီးမဲကြီးပင်ထိုလူကိုကြိုက်ခဲနေတယ်နောက်တစ်ချိန်တနက်နှစ်ပြည့်ရန်ကြိုးသားချိန်မှာတော့စင်ငိမ့်နိုင်ထိုလူလွင်းချနေတဲ့တနက်ကိုကောက်ယူလိုက်ပြီးနက်ကျော်တော့မင်းကျောက်ဘသူလဲဆိုတာတော့ခင်ဗျာကောင်းကောင်းသိနေမှာပေါ့အေးစစ်လိုက်ခဲ့တော့ဘာကွာငါဘာလို့မင်းခေါ်ရင်လိုက်ရမှာလဲမင်းဘာကြောင့်လိုက်ရလဲဆိုတာကိုမင်းကိုမင်းမသိဘူးနဲ့တူတယ်ဟင်ငါဘာမသိဘူးမင်းတို့လူစိတ်မရှိတဲ့ကောင်တွေခွေးတောင်သိတယ်ငါစကားတိတ်အများကြီးပြောတယ်လူချင်းငါ့ကိုမင်းဖမ်းလို့ရမယ်ထင်နေလားမင်းတို့ကောင်တွေကဥပဒေကိုလေးစားဖို့မရှိကြတာပဲမင်းတို့လှုပ်ချင်တိုင်းလှုပ်လို့မရတော့ဘူးကွာစင်ရင်းနိုင်လက်ထက်ကတနက်ကိုလူဝီချင်းအမတ်တမဲ့လူယူဖို့စ조사လိုက်ပြီးမြင်မရလိုက်ပြီစင်ရင်းနိုင်ရဲ့တုတ်ပြတ်မှုအရန်ကိုမြန်ဆန်တာကြောင့်နှာရိုးကိုလိုက်ပြင်လိုက်ရက်ရလိုက်တယ်သွေးများယိုစီးကြလာပါတော့တယ်မင်းငေါ့စကားတော်များတဲ့ကောင်ပဲကဲကွာဒီတခါတော့လူဝီချင်းထံမှာစကားတန်ပင်ထွက်မလာနိုင်တော့ပြီစင်ငိမ့်နိုင်မှာတဆိုင်ရနေမီစကန်ကိုအကြောင်းကြားပြီးတော့လဲကျနေတဲ့လူဝီချင်းကိုဆွဲထုတ်ပြီးတော့ဘေးမှာကတ်ထားလိုက်တယ်လူဝီချင်းအိတ်ကက်ထဲမှာဖုံးခေါ်တန်ကြောင့်ကောက်ယူပြီးတော့နားထောင်လိုက်တယ်ဟယ်လိုရှင်ဘယ်သူလဲချင်းရောချင်းကနားယူနေတယ်သူ့ကိုအခုချက်ချင်းဖုံးပေးလိုက်ဘယ်သူလို့ပြောလိုက်ရမလဲမင်းသိစီရမလို့ပါဘူးစိတ်တော့မကောင်းပါဘူးမင်းပြောတဲ့စကားတွေကိုလူဝီချင်းကနားထောင်လို့မရသေးဘူးဟမ်တစ်ဖက်မှာစင်ရင်းနိုင်စကားဆုံးတာနဲ့ချက်ချင်းဖုံးပိတ်လိုက်တယ်စင်ရင်းနိုင်ကတော့ထိုမျိုးသမီးအတန်ကိုကောင်းစွာမှတ်မိနေတယ်ထိုမျိုးသမီးဟာတန်ရတီစုပင်ဖြစ်တယ်နေမီကန်စကမ်းမှာစကမ်းမှုနဲ့အထူးတပ်ဖွဲ့မှဆရာလောက်အောင်တို့ရောက်လာကြပြီးတော့ဖန်စီထားသူတွေကိုခေါ်ဆောင်သွားကြပါပြုစုပြောထောင်တဲ့အကြောင်းလေးတစ်ကြောင်းမှာကလေးတငယ်အလွှာပေါင်းစုံကိုရင်ဝင်ပိုက်ပြောထောင်နေတော့ကြောင့်ကလေးတငယ်ယာနေချီပြီးတက်နေတဲ့အကြောင်းတစ်ကြောင်းပဲဖြစ်တယ်ထို့ကြောင့်မှာမြန်မာဆရာဆရာမများပြင်နိုင်ငံခြား NGO အဖွဲ့တွေမှာဆရာဆရာမတွေပါတင် जा ပေးနေတော့အကြောင်းတစ်ကြောင်းလေးဖြစ်တယ်ထို့ကြောင့်လေးမှာအစိုးရပိုင်မဟုတ်ဘူးအပြင် NGO လူမှုအဖွဲ့အစည်းတွေကဖွင့်လှစ်ထားခြင်းဖြစ်တယ်။ကျောင်းရဲ့လုံခြုံရေးကိုငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တစ်ဖွဲ့ကနေတာဝန်ယူထားခြင်းလည်းဖြစ်တယ်။အခုထိုကျောင်းလေးကိုအမည်မသိတဲ့လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှအနုကျန်းဝင်စီးထားကြခြင်းဖြစ်တယ်။ဘိုးကြီးဘယ်လိုဆက်ပြီးတော့ဆောင်ရွက်ရမလဲ။ဆရာလောက်အောင်ကျောင်းဝင်ပေါက်ထွက်ပေါက်တွေအားလုံးပိတ်ဆို့ထားပြီးပြီလား။ဟုတ်ကဲ့ပြီးပါပြီ။ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကလည်းပူပေါင်းဆောင်ရွက်နေကြပါတယ်ပူပေါင်းဆောင်ရွက်တာကိုတော့ကြိုးဆိုပါတယ်တခုတည်ထားရမှာကဓာတ်ရိုက်ညွှန်ကြားချက်ကိုတော့လိုက်နိုင်ရမယ်အားလုံးပြောပြထားပြီးပါပြီဘိုးကြီးလူကြီးရဲ့စီကနေညွှန်ကြားချက်ကိုစောင့်နေတယ်အဖက်ဘက်ကဆက်သွယ်မှုရတာနဲ့ချက်ချင်းအကြောင်းကြပါဟုတ်ကဲ့စင်ငိမ့်နိုင်အနီးကကိုကဲရေးစကန်စီတို့လျှောက်လာခဲ့တယ်ဆရာမင်းဘာလို့သေးလဲဗျထူးခြားမှုကတော့မရှိသေးဘူးဘို့ကြီးကျောင်းထဲမှာကလေးတငယ်အင်အားနဲ့ဆရာဆရာမအင်အားကိုသိကျင်တယ်ကလေးတငယ်တွေက900နီးပါးရှိပါတယ်ဘို့ကြီးဆရာဆရာမတွေက30ကျော်ရှိတယ်ပြင်ပနိုင်ငံတွေကဆရာဆရာမ6ဦးလည်းရှိနေတယ်အထက်ဘက်ကနေဘာသတင်းမှမရဘူးပေါ့အခုတော့မရသေးဘူးဘို့ကြီးအပြင်ကနေခံမဲတလောက်ကနေဒီကောင်တွေအင်အား20လောက်နဲ့လက်နက်အပြည့်စုံပါတယ်ကျောင်းနဲ့ပတ်သက်တဲ့မြေပုံရပြီလားသွားယူခိုင်းတာပါဘိုးကြီးသူတို့စားပြီးတော့အနူချမ်းစီးဝင်တာအခုထိဆိုရင်ဘယ်နှစ်နာရီလောက်ရှိသွားပြီလဲမနေ့10နာရီကနေသတင်းရတာပါ2နာရီနီးပါးတော့ရှိနေပါပြီ2နာရီကြာမြင့်တဲ့အထိအဆက်အသွယ်မလုပ်ချင်းကြောင့်ကျောင်းထဲမှာတခုခုကိုစီစဉ်နေပြီဆိုတာကိုသဘောပေါက်လိုက်ရတယ်အခုတော့ဆိုရင်မိုင်းတွေဆင်ထောက်လောက်ပြီထင်တယ်
ဒုက္ခပဲခလေးတွေတဲ့အန်ဒီရဲ့အရန်ကိုကြည့်နေပြီဘိုးကြီးအေးကျုပ်တို့ဘက်ကနေကင်ရတာမှားယွင်းသွားတာနဲ့အပြစ်မဲ့ကလေးတွေဒုက္ခရောက်နိုင်တယ်ဒီကောင်တွေတခုခုတောင်းဆိုမှသိချတယ်ဘိုးကြီးစင်ရင်နိုင်ကအလူကျန်သမားများဘက်မှနေစာတင်ပြီးလှုပ်ရှားခြင်းကိုစောင့်ရမယ့်အခြေအနေကိုရောက်နေတယ်ဘိုးကြီးဆရာလောက်ဘာဖြစ်လို့လဲကျောင်းထဲကကလေးတယောက်ထွက်လာနေတယ်ဟမ်ကလေးငလေးမကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ငိုယိုကထွက်လာနေတယ်ဆရာလောက်ကျောင်းနဲ့အနီးဆုံးပြစ်မှတ်နားထိကိုရောက်အောင်ချင်းကပ်ပါဟုတ်ကဲ့ဘိုးကြီးစင်ရင်နိုင်ကလေးငယ်စီကိုတက်လန်းချင်းနဲ့ရှောက်သွားလိုက်တယ်တာမငုံနဲ့လာလာကလေးကိုစင်ရင်နိုင်ပွေ့ချပြီးတော့ခေါ်လာခဲ့တယ်ကလေးရဲ့လက်ထဲမှာစီဒီဝေတစ်ချက်ပါလာပါတယ်တောက်ဒါပြီးခိုင်းလိုက်တယ်တာမငိုတော့နဲ့ဘာမှကြောက်စရာမရှိတော့ဘူးနော်ဆရာလာအောင်လက်ထဲကလေးငယ်ကိုထည့်ပေးလိုက်ပြီးတော့ပေးလိုက်တဲ့ BCD အခွေကိုဖွင့်ကြည့်လိုက်တယ်အရင်ဆုံးကလေးတွေကိုခမ်းမတခန်းထဲစုထားတာကိုရိုက်ပြပြီးတော့ဆရာဆရာမတွေကိုကလေးငယ်တို့ရဲ့အရှိထိုင်ကုန်များမှာလက်နောက်ပြန်ကျိုးတုပ်ပြီးတော့ထိုင်ခိုင်းထားတာကိုရိုက်ပြထားတယ်ပြီးတော့မှမျက်နှာဖုံးနဲ့ဆိုထားတဲ့ခေါင်းဆောင်လို့သူမှကလေးငယ်တယောက်နဲ့ဆရာမတယောက်ကိုခေါ်လာပြီးတော့သူ့ရှေ့မှာဒူးတောက်ခိုင်းကခင်ဗျားတို့အနေနဲ့ကျုပ်တို့ကိုဝင်ပြီးတိုက်ခိုက်ဖို့စဉ်းစားမနေနဲ့အခုမြင်နေရတဲ့ကလေးတွေရဲ့အသက်ကိုနှမျောရင်ကျုပ်ဆောင်တောင်းဆိုတဲ့အချက်တွေကိုတေးသေးချာချာစဉ်းစားပါခင်ဗျားတို့ဖမ်းထားတဲ့ကျုပ်တို့လူတွေကိုပြန်ပြီးတော့လှုပ်ပေးမယ်ဆိုရင်အခုဒီမှာရှိနေတဲ့သူတွေအားလုံးရဲ့အသက်ကိုအာမခံတယ်ဒီလိုမှမဟုတ်ရင်တော့တရားမှကြံမှာမဟုတ်ဘူးဘိုးကြီးစင်ရင်နိုင်စဉ်းစားပါနောက်တဲ့အချိန်မိနစ်30ရမယ်စဉ်းစားပြီးတာနဲ့ဖုန်းနံပါတ်ကိုဆက်သွယ်လိုက်ပါတဖက်မှာရိုက်ကူးထားတဲ့ BCD ခွင်းမှာဘာမှထပ်ပြီးတော့မတွေ့ရတော့ဘဲနဲ့ပျောက်ကွယ်သွားတယ်ဘိုးကြီးကလေးမိဘတွေနဲ့အရက်သားတွေရောသတင်းသမားတွေပါအများကြီးရောက်နေကြပြီဆရာကြီးကိုကြီးသူတို့တွေကိုအတက်နိုင်ဆုံးထိန်းထားပါအခုချိန်မှာရှုပ်ထွေးလို့မရသေးဘူးသူတို့တောင်းဆိုချက်တွေကိုလူကြီးတွေနဲ့ညှိရမယ်ဘိုးကြီးစင်ရင်တိုင်းအချမ်းဖက်အဖွဲ့မှပေးပို့လိုက်တဲ့အခွေကိုယူပြီးအရေးပေါ်အခြေအနေတွေလူကြီးတွေနဲ့တွေ့ဆုံရန်ထွက်ခဲ့တယ်ပြည်နယ်ဝင်ကြီးချုပ်တိုင်းမှုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့တိုင်းရင်းသားကိုယ်စားလှယ်လူကြီးတွေစုံညီစွာရှိနေကြတယ်အချိန်ကမိနစ်30သာရတာကြောင့်လူကြီးတွေအားလုံးမှဖန်ဆီးထားသောသူတွေကိုပြန်လွှတ်ပေးပြီးတော့အပေးယူလုပ်ရင်ဆုံးဖြတ်လိုက်ကြတယ်ဒီမှာရောက်နေတဲ့လူကြီးများအားလုံးကျွန်တော်နောက်ထပ်အချိန်မိနစ်30လောက်အချိန်ပေးစေချင်တယ်ငါတို့ဘက်ကအချိန်ပေးလို့မရဘူးလေသူတို့ဘက်ကတတ်မှတ်ထားတာဟုတ်ပါတယ်နောက်ထပ်အချိန်တိုးနိုင်အောင်ကျွန်တော်ကြိုးစားကြည့်ပါမယ်ကောင်းပြီအခုစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့တာဝန်တွေအားလုံးဗိုလ်ကြီးကိုလွှဲပေးလိုက်မယ်ကြိုးစားပါဗိုလ်ကြီးကျိုးတို့လူကြီးတွေရဲ့သဘောထားကိုသိပြီပဲဟုတ်ကဲ့ကျွန်တော်နောက်ဆုံးကြိုးစားကြည့်ပါမယ်တောင်းခွင့်ပြုပါအောင်ဗိုလ်ကြီးစင်ရင်နိုင်ဟုတ်ကဲ့ပြောပါရဲချုပ်ကြီးကျောင်းထဲမှာရှိနေကြတဲ့ကလေးတွေရောဆရာဆရာမတွေအားလုံးတယောက်မှအထီးကိမဖြစ်စေချင်ဘူးစိတ်ချပါရဲချုပ်ကြီးသွားနိုင်ပါပြီဗိုလ်ကြီးစင်ရင်နိုင်နောက်ဆုံးမိနစ်30မှာမလွယ်နိုင်တဲ့ကိစ္စပင်ဖြစ်တယ်ဒါပေမဲ့သူ့အတွက်တော့နောက်ဆုံးကြိုးစားခြင်းပေါ်ယုံကြည်မှုအပြည့်နဲ့ဖျက်ကျော်ရမှာဖြစ်တယ်ဘိုးကြီးအချင်းနေဘလို့လဲလူကြီးတွေကတော့သူတို့တောင်းဆိုချက်တွေကိုလက်ခံဖို့ညွှန်ကြားလိုက်ပြီဟမ်ဒီလိုကောင်တွေရဲ့တောင်းဆိုချက်ကိုလိုက်ရောပေးရတာအသေးနာဆုံးပဲဘိုးကြီးနောက်ဆုံးရွေးချက်ခွင့်တော့ပေးလိုက်ပါတယ်ဘလို့လဲဘိုးကြီးသူတို့အနေနဲ့ကျုပ်တို့အနေနဲ့အလူကျန်သမားတွေစီကနေနောက်တဲ့အချိန်မိနစ်30ထပ်ပြရမယ်ဆိုရင်တော့ချိုးသားကြည့်တာပေါ့စင်ငိမ့်နိုင်ကအလူကျန်သမားတွေပေးထားတဲ့ဖုန်းနံပါတ်အတိုင်းဆက်ပြီးတော့ခေါ်လိုက်တယ်ဘယ်လိုလဲဘိုးကြီးစင်ရင်နိုင်ကျုပ်တို့တောင်းဆိုထားတာတွေစဉ်းစားပြီးပြီလား
ဟုတ်ကဲ့စဉ်းစားပြီးပါပြီလူကြီးတွေအချင်းချင်းကြားမှာသဘောထားကွဲလွဲနေတယ်ခင်ဗျားတို့တောင်းဆိုချက်ကိုလက်ခံတဲ့ဘက်ကများနေတယ်တည်င်းကောင်းပါပဲတခုတော့ရှိရနော်ကျိုးတို့ကိုနောက်တဲ့အချိန်ထပ်တိုးပြီးတော့ပေးစေချင်တယ်ခင်ဗျားဘာညံများအောင်မလို့လဲညံများလို့မရနိုင်ပါဘူးခလေးတွေရဲ့အသက်ကခင်ဗျားတို့လက်ထက်ကနေဘလုံးမှလူယူလို့မရဘူးအဲ့ဒါကိုကျွန်တော်သဘောပေါက်ပါတယ်အခုတောင်းဆိုရတာကလူကြီးတွေစီကနေဆုံးဖြတ်ချက်ခိုင်မာအောင်လို့စောင့်ခိုင်းတာပါခင်ဗျားတို့အတွက်အကျိုးမရောက်ပါဘူးဖမ်းထားတဲ့သူတွေကိုချက်ချင်းလွှဲပေးနိုင်အောင်စီစဉ်ပေးမှာပါခင်ဗျားတို့စကားကိုယုံလို့ရတာမဟုတ်ဘူးဒါပေမဲ့ဒီတစ်ခါတော့ယုံပေးလိုက်မယ်နောက်ထပ်မိနစ်30ထပ်ပြီးတော့တိုးပေးမယ်လောလောဆယ်စားစရာနဲ့ရေပို့ပေးပါရေတရောအစားအစာထဲမှာရောမဟုတ်တာတွေကြံစေပြီးတော့ထည့်မပေးလိုက်နဲ့မင်းတို့ရဲ့ကလေးတွေနဲ့ဆရာဆရာမတွေကိုအရင်ဆုံးစားကြတောက်ကြရမှာဟုတ်ကဲ့ကျော်အခုချက်ချင်းစီစဉ်ပေးလိုက်မယ်ကျေးဇူးအထူးတင်ပါတယ်ဗိုလ်ကြီးစင်ရင်နိုင်တစ်ဖက်မှာခရရလေးရေတန်နဲ့လောင်ပြောင်နေတယ်ဆရာလောက်ကျုပ်တို့အတွက်မိနစ်30ကတော့ရလိုက်ပြီအခုလောလောဆယ်ရေနဲ့စားစရာစီစဉ်ပေးလိုက်အောင်ပြီးမှအကြောင်းမြေပုံကိုကြည့်ပြီးတော့ဝင်လို့ရတဲ့လမ်းကိုရှာရမယ်နောက်ဆုံးရခဲ့တဲ့အခွင့်အရေးပေါ်မှာအသုံးချနိုင်ဖို့ကိုစ조사ကြတော့တယ်ဗိုလ်ကြီးစင်ရင်နိုင်စီသို့ဖုန်းခေါ်တာကြောင့်နားထောင်လိုက်တယ်ဟယ်လိုကိုစင်ရင်နိုင်လားခင်ဗျားတို့ဟုတ်တယ်ကျမအကြောင်းထဲမှာရောက်နေတယ်ဘာကလေးတွေအတွက်ဖြည့်ဆွက်အားစီးတွေကို NGO အဖွဲ့နဲ့ဝေပေးဖို့ရောက်လာရင်းနဲ့ပိတ်မိနေတာမင်းတို့ကမဖမ်းထားဘူးလားကျမနဲ့အတူ3ယောက်လွတ်နေတယ်သူတို့လုံးမရေးမိဘူးခင်ဗျားတို့အထဲဝင်ဖို့မင်းကူညီနိုင်မလားကူညီနိုင်ပါတယ်ကျောင်းရဲ့နောက်ဘက်မှာရေမြောင်းကြီးတစ်ခုရှိတယ်အဲ့ဒီကနေကျောင်းသားကိုကတ်လို့ရတယ်ကျောင်းသားကိုရောက်တာနဲ့နောက်ဘက်အပေါ်ပိုက်လိုင်းကနေတက်ခဲ့ပါအပေါ်မှာစောင့်နေတဲ့အဆောင်ကိုကျမရှင်းထားလိုက်မယ်ဒါပဲနော်ခြေတံတွေကြားနေရတယ်ခင်ဗျားတို့အိမ်ဘက်မှာဖုံးပိတ်သွားတာနဲ့ဗိုလ်ကြီးစင်ရင်တိုင်းဆရာလောက်အောင်နဲ့အတူရဲဘော်3ယောက်ကိုခေါ်ခဲ့ပြီးတော့ခင်ဗျားတို့အိမ်ပြောတဲ့ရေမြောင်းဘက်စီကိုလာခဲ့ကြတယ်ဘိုးသူပြောတာဟိုမြောင်းကြီးဖြစ်မယ်ဟုတ်မယ်စဉ်းကြရအောင်တစ်ဖက်မှာအနုကျန်သမားတွေကသူတို့ရဲ့လှုပ်ရှားမှုတွေကိုမျက်ခြေမပြတ်အပေါ်ကနေစောင့်ကြည့်နေတာကြောင့်တစ်ချက်လေးအမားမခံပဲမြောင်းကြီးအောက်ကနေလာခဲ့ကြတော့တယ်အသေးစားဓမီတို့3กว่าဟုတ်ကဲ့မြောင်းကြီးမှာလူတယောက်ငုံပြီးသွားလို့ရနိုင်အောင်ဖောက်လုပ်ထားသလိုအပေါ်မှာအမိုးပိတ်ရှိနေတာကြောင့်အပေါ်မှာစောင့်ကြည့်နေသူတွေဘလုံးမှမမြင်နိုင်ပေဘိုးကြီးဆက်သွားလို့မရတော့ဘူးဆုံးမိနေတူတယ်ကွာဆရာလောက်အပေါ်ကနေတန်တကာကိုဖွင့်ကြည့်ရတယ်ဘိုးကြီးအရှင်းလုပ်ထားတာအပေါ်တယောက်အရင်တက်ပြီးတော့လမ်းကြောင်းရှင်းမရှင်းကြည့်ရဲဘော်တို့လမ်းစကားကိုမာပြီးတော့အပေါ်ကိုတက်သွားတယ်ဘိုးကြီးအားလုံးရှင်းတယ်အေးလမ်းကြောင်းရှင်းတက်ကြမယ်အပေါ်ရောက်တာနဲ့တန်ပိုင်လုံးတွေအတိုင်းဆက်ပြီးတော့တက်ခဲ့ကြတယ်အားလုံးတော့မဟုတ်ပြီစည်ရင်နိုင်အရင်ဆုံးတက်လိုက်ခြင်းဖြစ်တယ်သူတို့ဝင်ရမယ့်ပတင်းပေါက်တကားနားသို့ရောက်တော့ခင်မြင်တို့ရဲ့အထက်မှာလူကိုရှင်းနိုင်ပါမလားဆိုပြီးတော့တွေးနေမိလိုက်တယ်ကိုစည်ရင်နိုင်အပေါ်တက်ခဲ့တော့ခင်မြင်တို့ပတင်းပေါက်မှာတက်ပြီးတော့အထဲကိုဝင်လိုက်တော့ကျမ်းပြင်မှာလူ2ယောက်မောက်နေတယ်နောက်လူတွေကိုဆက်ပြီးတက်ဖို့အချက်ပေးလိုက်ပြီးအခန်းတကားနားစီသို့ကတ်သွားကအပြင်မှာအခြေအနေကိုအခက်အခဲကြည့်လိုက်တော့ဝင်ပြီးတိုက်ခိုက်ဖို့လုံးမလွယ်ကူလာပြီခလေးတွေပြင်မှာမိုင်းတွေထောင်ထားတယ်ကွာတော်တော်ရုံးပါတယ်ကောင်းနေအထူးတပ်ဖွဲ့ဝင်9ဦးတော့ရောက်နေပြီဖြစ်တာကြောင့်ဆရာလောက်နဲ့ခင်မြန်တို့အိမ်တို့ကဒီမှာနေခဲ့ကြလေဘိုးကြီးကရောဟာကျုံနဲ့ရဲဘော်ကျော်ဝင်းကဒီကောင်တွေဝေထားတဲ့အတိုင်းဝစ်စင်ပြီးတော့ဒီကောင်တွေကိုအနိကရှင်းမယ်ကောင်းပြီဘိုးကြီး
စင်ရင်နိုင်တို့လှုပ်ဆောင်ရမယ့်ကိစ္စတွေကိုသာအမြဲဆုံးလှုပ်ဆောင်လိုက်ပြီးချိန်မှာအနုကျန်သမား2ဦးရောက်လာတော့ကြောင့်အခန်းထဲမှာအားလုံးပုံနေပြီးတော့စင်ရင်နိုင်နဲ့ကြော်ဝင်းတို့သာရက်နေကြတယ်မင်းတို့ဘာကိစ္စရှိလဲလူချင်းချိန်မလို့မင်းတို့သွားစားပြီးရင်ပြန်ချိန်မယ်အေးလူချင်းလာပြီးချိန်တဲ့2ယောက်ကိုဆရာလှအောင်တို့အနီးကပ်ရှင်းလိုက်ပြီးအခန်းထဲမှာကြိုးများဖြင့်တုံနှောင်ထားလိုက်တယ်ဘိုးကြီးစင်ရင်နိုင်တို့ကတော့ခြေလက်မမှန်းနဲ့အောက်ထပ်ကိုဆင်းသွားတယ်သူတို့အတွက်စားစရာတွေကိုယူပြီးတော့မိုင်းတွေကိုလေ့လာနေတယ်အကျန်းဖက်အဖွဲ့ခေါင်းဆောင်လို့သူကသူတို့နားကိုရှောက်လာပြီးတော့မင်းတို့ကအေးအဖွဲ့လားဘေးအဖွဲ့လားကွာဟင်အေးအဖွဲ့ကပါစင်ရင်နိုင်ကအမှတ်မထင်သူအဝေးစားလဲယူလာတဲ့သူစီမအေးဆွဲပြားလေးကိုတွေးလိုက်ရချင်းကြောင့်ပြောလိုက်ရချင်းဖြစ်တယ်ဆွဲပြားကရောရှိသူတို့ကိုမေးနေစဉ်တစ်ဖက်မှဖုန်းခေါ်တန်းကြောင့်ခေါင်းဆောင်လို့သူဆက်ပြီးတော့မမေးတော့ပဲဖုန်းကိုဖွင့်ပြီးတော့နားထောင်လိုက်တယ်ဟယ်လိုဘာတော့မမလေးပြောပါနေသူတို့ကိုအချိန်နာရီဝက်ထပ်ပေးလိုက်ရဆိုဟုတ်ပါရဲ့မမလေးနင်ကဘာမှအသိဉာဏ်မရှိတဲ့ကောင်ပဲစင်ရင်နိုင်ဆိုတဲ့သူကအရန်ကိုညံများတာအခုချိန်ချင်းဆက်သွယ်ပြီးတော့လူလဲခိုင်းတော့ဟုတ်ကဲ့ဖုန်းစပီကာကိုဖွင့်ထားတာကြောင့်တစ်ဖက်မှပြောဆိုနေတဲ့တွေကိုကြားနေရတယ်အပြင်မှာကြံခဲ့တဲ့သူတွေကိုအချိန်ဆွဲနိုင်အောင်ပြောထားတာကြောင့်စင်ရင်နိုင်ကိုစားသူတို့လှုပ်ဆောင်နိုင်မယ်လို့ယုံကြည်ကြတယ်စင်ရင်နိုင်ကမိုင်းအဝေးထင်ခလုတ်ကိုကင်ထားတဲ့လူနာကိုကတ်သွားပြီးတော့လှုပ်ရှားနိုင်ဖို့ပြင်ဆင်လိုက်တယ်ဆရာအဖေါ်ထဲမှာရန်သူတွေဘာမိအောင်ဖမ်းတာကွာဆရာလာအောင်နဲ့ခင်မြန်တို့အိမ်တို့ကိုတွေ့သွားပြီးတော့ဖမ်းဆီးနိုင်ဖို့လှုပ်ရှားချိန်မှာဟမ်မင်းတို့ခင်ဗျားအသက်ကိုနှိမ်ပြောရင်မင်းကောင်တွေကိုမလှုပ်ရှားခိုင်းနဲ့ဘိုးကြီးစင်ရင်နိုင်ခေါင်းဆောင်လို့သူရဲ့နှထင်ကိုတနက်နေ့တေပြီးတော့ပြောလိုက်ခြင်းဖြစ်တယ်အဝေးထင်ခလုတ်ကလည်းမိမိလက်ထက်ကိုရောက်နေပြီဖြစ်တာကြောင့်စိုးရင်ဆရာတော့မရှိတော့ပြီဒီကောင်လေးမဖြစ်နဲ့ငါစကားကိုနားထောင်ကြအပေါ်ထက်မှာနေရာယူထားကြတဲ့အကျန်းဖက်သမားတွေကိုဆရာလှအောင်တို့ကရှင်းလင်းပြီးသားဖြစ်တာကြောင့်ကြံနေတဲ့အကျန်းဖက်သမား9ယောက်လောက်မှာဘာမှမလုပ်နိုင်ကြတော့ပဲလက်နဲ့ချအဖက်ခံလိုက်ကြတော့တယ်ဘိုးကြီးစင်ရင်နိုင်တို့ရဲ့စစ်စင်ရေးမှာမိနစ်30တိတိမှာအဆုံးသက်သွားပါတော့တယ်ခင်မြန်တို့အိမ်ကိုဒီတစ်ခါအရန်ကိုကျေးဇူးတင်ပါတယ်လို့ပြောပြရစီဗျာရပါတယ်ဘိုးကြီးရဲ့တိုက်ဆိုင်သွားတာပါခင်မြန်တို့အိမ်ဟာဒီတစ်ခါကလေးတွေရဲ့အသက်ပေါင်းများစွာနဲ့ဆရာဆရာမတွေရဲ့အသက်ကိုပါကယ်တင်လိုက်နိုင်တာပါအပြင်မှာကလေးမိဘတွေသတင်းမီဒီယာသမားတွေကစောင့်နေကြပြီးဓာတ်ပုံတစ်ဖြည်းဖြည်းရိုက်နေကြတယ်ဟိုးစင်ရင်နိုင်တယောက်ကျောင်းလေကားရင်မှာတပင်းရှည်ကြီးကိုချပြီးတော့ထိုင်ချလိုက်တော့တယ်သူ့ဘေးမှာခင်မြန်တို့အိမ်ဝင်ထိုင်လိုက်ပြီးတော့တပင်းတွေချနေတော့ပဲလားကိုစင်ရင်နိုင်ပွဲကမပြီးသေးဘူးလေဗျာဟမ်ဘသူတွေကြံနေသေးလို့လဲအခုလိုရုံးမှာပတ်ဆက်တဲ့အကြံစီကြီးကိုကြံစီခဲ့တဲ့ခေါင်းဆောင်ကိုမဖမ်းမိသေးတော့အခုလိုကိစ္စမျိုးတွေကဆက်ပြီးတော့ဖြစ်နေအောင်ပါဒါဆိုရင်အခုဖမ်းမိတဲ့ကောင်တွေကကြီးစားတွေဆိုဟုတ်တယ်နယ်ဆက်ကနေခေါ်လာတဲ့ကောင်တွေတစ်ဖွဲ့တည်းမဟုတ်ဘူးအဖွဲနှစ်ဖွဲ့ကိုငှားခဲ့တာနောက်ထပ်လည်းအခုကိုကြီးစားတွေကိုအသုံးပြုပြီးခိုင်းနေအောင်ပါပဲခေါင်းဆောင်ဘသူဘဝဆိုတာရောမသိသေးဘူးလားတီးတင်တော့သိနေပါပြီတက်တိခိုင်ခိုင်လုံလုံတော့မရသေးဘူးဘိုးကြီးအော်ဆရာလောက်ဘိုးကြီးဘကောင်းစီကဖုန်းကိုတင်ထားတာစခန်းအမ်းပါလားတက်ဖို့ယူသွားမှာလားဘိုးကြီးတက်ဖို့ကိုယူသွားပါဒီတက်ကနေရှာဖွေရတွေကိုရှာကြတာပေါ့ဟုတ်ကဲ့ခင်ဗျားတို့ပြောပါဘိုးကြီးကျွန်တော်ခွင့်လို့ပါရှင်စင်ရင်နိုင်စကားကိုခင်ဗျားတို့အိမ်
တိတ်နားမလဲသူတို့ဖြစ်သွားတယ်ကျမဘာကိုခွင့်လို့ပြရမှာလဲဘာမှမဟုတ်ပါဘူးဗျာသွားရအောင်နှစ်ဦးသားစကားသိမ့်တိတ်ဆိတ်သွားနဲ့ကျောင်းအပြင်ဘက်ကိုထွက်လာခဲ့ကြတော့တယ်